ဒီနေ့ကတော့ဆိုင်းဒီဆိုင်ရဲ့ကိုချင်တဲ့အရာရာကိုကောင်းတိုင်းဖြစ်စေမယ်ဆိုတဲ့တခြင်း intro ပေါ့နော်ဒီကတော့ဒီနော်ကဲစားမယ်နေရနှစ်ကျူခုနှစ်ကွက်နော်ခုနှစ်ကွက်ကလည်းငါးကွက်ကိုပူးအောင်ပြီနော်ခုနှစ်ကွက်တစ်ချက်ပဲတည်မယ်အဲ့ထွက်လာတဲ့ sustain တန်အောင်မှသူကဒီငါးကွက်ပြန်ပြလိုက်မှာနော်အဲ့လိုမျိုးနော်ပြီးလို့ရှိရင်တကျုံငါးပါပြီးရင်နှစ်ကျုံခုနှစ်ပါနော်အဲ့လိုမျိုးနော်ပြီးလို့ရှိရင်4 6ခွန်3ကျုံ4 6ခွန်ပြီးရင်နှစ်ကျုံ5ပြီးရင်နှစ်ကျုံခွန်ပြီးရင်3ကျုံ6ပြီးလို့ရှိရင်4နဲ့6နဲ့ကို slide လေးနော်သွားပြန်တယ်နော်ပြီးလို့ရှိရင်3ကျိုး6ခွန်6ခွန်2ကျိုး5 4ကျိုးခွန်နော်အဲ့နာလေးကိုပြန်တီးပြန်ပြေးလေးပြန်တီးပြန်ဆိုရင်ပူတော့ပြီနော်ပြီးရင်1ကျိုးဒီ6လေးလို့ရှိရင်6ခွန်5ဒီကျုပ်ခွန်နော်ပြီးလို့ရှိရင်စနစ်စလေးကျွန်တော်ဒီ slide ဆွဲတာလေးပို့တော့ကြာချိုးရကြတော့ဒီစနစ်စလေးကိုဟိုဟာလေးတွန်းတင်လိုက်တယ်နော်အဲ့လိုလည်းရတယ်နော်အဲ့လိုတီးကျင်လည်းရတယ်အဲ့လိုတီးကျင်လည်းရတယ်နော်ကြိုက်သူတီးနော်လို့ရှိရင်10ကနေ9ကိုဆက်လိုက်ပြီနော်နော်ပြီးလို့ရှိရင်2ကျိုး7လို့ရှိရင်10 7က10နဲ့7ကိုအမှနှစ်ချက်ပြီးရင်3ကျိုး9ဟုတ်အဲ့နာလေးကိုဖြည်းဖြည်းပြန်ဒီပြမယ်ဆိုရင်3ကျိုး9နော်အဲ့ပြီးလို့ရှိရင်5ကျိုးခွန်10နော်ခွန်10ပြီးရင်4ကျိုး81နော်3ကျိုးကြတော့12ကိုနော်သူကဒီလိုမျိုးလေးအစင်းလေးနော်ခုနှစ်ကွက်နော်ခုနှစ်ကွက်ကနေပြီးတော့10တိကိုပြီးအောက်ကပြန်တက်မယ်12နော်အဲ့လိုမျိုးလေးနော်ပြီးလို့ရှိရင်6ကျိုးလွှတ်ကျိုးတန်းလို့ရှိရင်5ကျိုး9 4ကျိုး8စလိုက်8စလိုက်လေနော်ပြီးလို့ရှိရင်အဲ့5ကျိုး9ဘက်ကိုပြန်လာမယ်နော်ပြီးလို့ရှိရင်4ကျိုး8ပြီးလို့ရှိရင်အဲ့ကနေစလိုက်ကဒီထိ17ကွက်ထိနော်အဲ့တော့ဒီနားလေးဖြည်းဖြည်းပြန်တီးပြမယ်ဆိုရင်sorry 6ကျိုးနော်ပြီးလို့ရှိရင်2ကွက်2ကျိုး7 14 15ကိုစလိုက်နော်2ကျိုး1ကျိုး7ပြီးရင်14 12ကိုနော်14 12အဲ့ဒါနော်နောက်ဆုံးတက်လေးက
နှစ်ကျိုးခွန်ရှစ်စလိုက်လေးနော်သွားပြန်နေပြီးရင်3ကျိုး sorry 3ကျိုးက6ခွန်ပြီးရင်9ပြီးရှင်းစားတယ်โอเคအဲ့တော့အစဆုံးလေးကိုဖြည်းဖြည်းလေးပြန်ပြီးပြမယ်ဆိုလို့ရှိရင်